ကောင်လေးကသူ့အဖေရဲ့ရုံးခန်းထဲကိုခိုးကြောင်ခိုးဝဲဝင်သွားခဲ့တယ်ပြီးတော့သူ့အဖေရဲ့ဆေးဆက်သူဟောင်းရဲ့ကော်ဖီခွက်ထဲကိုပိုးတုံးလုံးတစ်ကောင်ထည့်လိုက်တယ်ပြောင်းချောချောအချင်းလုပ်ပြီးတာနဲ့သူချက်ချင်းထွက်ပြေးခဲ့ပေမဲ့သူ့အဖေကသူ့ကိုမြင်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဆေးဆက်သူဟောင်းကပိုးတုံးလုံးကိုမြင်ပြီးလမ်းဖြတ်ကကော်ဖီတွေတကူလုံးပေါ်မှောက်ကျကုန်တယ်အဲ့ဒီလူကပိုးကောင်ကိုကောက်ကင်ပြီးဘာလို့အဲ့ဒီလိုလုပ်ရတာလဲလို့သူ့သားကိုမေးခဲ့တယ်ဒါပေမဲ့ကောင်လေးကစကားမပြောနိုင်တာကြောင့်ဒေါသအကြီးနဲ့စပွဲကိုပဲလက်နဲ့စောင့်ထုတ်လိုက်တယ်တကယ်တော့အဲ့ဒီမတိုင်ခင်လေးတင်သူနဲ့သူ့အမေဟာအဲ့ဒီလူအတွက်နေ့လယ်စာလာပို့ပေးခဲ့ကြတာဖြစ်တယ်အဲ့ဒီဆေးဆက်သူဟောင်းကထမင်းဘူးနောက်တစ်ဘူးကိုကင်ပြီးရုံးခန်းထဲကိုမမျှော်လင့်ပဲဝင်လာခဲ့တယ်အဲ့ဒီအမျိုးသမီးကငါးစန်းတဝစ်ယူလာတယ်ဆိုတာကိုကြားတဲ့အခါအဲ့ဒီလူကငါလုံးဝမစားဘူးလို့ပြောပြီးသူမကိုယ်တိုင်ပြင်ဆင်လာတဲ့နေ့လယ်စာကိုပဲအဲ့ဒီလူရှိတိုးပေးလိုက်တယ်အဲ့ဒီအမျိုးသမီးကလည်းဆေးဆက်သူဟောင်းရဲ့သူမခင်မုန်းအပေါ်ထားခဲ့တဲ့အတိတ်ကပတ်သက်မှုတွေကြောင့်သူမကိုမနစ်မြို့တာမှုကောင်လေးကိုခေါ်ပြီးရုံးခန်းထဲကထွက်သွားခဲ့တယ်သူ့အမေစိတ်မကောင်းဖြစ်နေတာကိုမြင်တော့ကောင်လေးကသူ့အမေကိုစိတ်ဆင်းရဲအောင်လုပ်တဲ့လူကိုအပြစ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်ပဲသူကဆေးဆက်သူဟောင်းရဲ့ခွက်ထဲကိုပိုးတုံးလုံးထည့်ခဲ့တာဖြစ်တယ်အမျိုးသမီးကရုံးခန်းကိုအပြေးလွှားပြန်လာတဲ့အချိန်မှာအဲ့ဒီလူကသူ့တို့သားကိုပြင်းပြင်းထန်ထန်စူပူကျိန်းမောင်းနေပြီဖြစ်တယ်အဆုံးမှာတော့ကောင်လေးဟာသူ့အဖေရဲ့စူပူခြင်းကိုခံရပြီးစိတ်ထိခိုက်ကထွက်သွားခဲ့တယ်။အဲ့ဒီအမျိုးသမီးကသူ့မသားအတွက်ရင်ကွဲမတက်ခံစားရတာကြောင့်ကလေးပေါ်အရန်ရက်ဆက်လုံးနဲ့ဆိုပြီးအဲ့ဒီလူကိုအပြစ်တင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူကသူဘာမှမမှားဘူးလို့ခံစားခဲ့ရတယ်။သူကအမျိုးသမီးကတားဖြစ်သူကိုအရန်လိုလိုက်လုံးလို့ကောင်လေးကဒီလောက်အထိရဲတင်းနေတာလို့တောင်ပြောခဲ့သေးတယ်။အမျိုးသမီးကသူ့နဲ့ဆက်ပြီးမငင်းခုန်ကျင်တော့တာကြောင့်လှည့်ထွက်သွားခဲ့တယ်အဲ့ဒီညနေအဲ့ဒီလူအလုတ်ကနေအိမ်ပြန်ရောက်တဲ့အခါသူ့ဇနီးနဲ့တားဖြစ်သူအိမ်ပြန်မလာသေးတာကိုသတိပြုမိသွားတဲ့ကလေးထင်းကိုမေးကြည့်ပြီးတဲ့နောက်သူတို့တွေအမျိုးသမီးရဲ့မိဘအိမ်ကိုတွားကြတယ်ဆိုတာသိလိုက်ရတယ်ဒါပေမဲ့သူကိုယ်တိုင်တွားခေါ်မဲ့အစားသူ့အတွင်းရေးမှုကိုပဲသူတို့ရဲ့ခီးဆောင်အိတ်တွေကိုဟိုဘက်ကိုပို့ခိုင်းလိုက်တဲ့အမျိုးသမီးကခီးဆောင်အိတ်နှလုံးကိုမြင်တဲ့အခါဒေါသထွက်လွန်းလို့စကားတော်မပြောနိုင်တော့ဘူးသူမကအဲ့ဒီလူလာချော့ပြီးအိမ်ပြန်ခေါ်လိုက်မယ်လို့ထင်ထားခဲ့တာဒါပေမဲ့သူကလုံးဝကိုဂယုမဆိုင်တာထင်ရှားနေတယ်ပိုဆိုးတာကသူမရဲ့အဖေဟာရုတ်တရက်သတိလစ်လဲကျသွားခဲ့တဲ့ဆေးရုံကိုအပြေးလွှားပို့ဆောင်ပြီးတဲ့နောက်ဆရာဝန်ကအခြေအနေကအရန်ဆိုးရင်ရပြီးအမြန်ဆုံးခွဲစိတ်ဖို့လိုအပ်တယ်လို့ပြောခဲ့တဲ့အမျိုးသမီးကသူမတယောက်တည်းနဲ့တားဖြစ်သူကိုမပြုစုနိုင်မှာကိုစိုးရိမ်တာကြောင့်သူမရဲ့အရင်ကြီးဆုံးတငယ်ချင်းကိုပဲကောင်လေးကိုသူ့အဖေစီပြန်ပို့ပေးဖို့အကူအညီတောင်းခဲ့ရတယ်အဲ့ဒီလူကသူ့သားတယောက်တည်းပြန်လာတာကိုမြင်တော့အမျိုးသမီးဘယ်သွားလဲလို့မေးခဲ့တယ်အဖိုးဖြစ်သူနေမကောင်းလို့ခွဲစိတ်မှုလုပ်ရမယ်လို့ကောင်လေးကပြောပြခဲ့တယ်။အဲ့ဒါကိုကြားပြီးတာနဲ့အဲ့ဒီလူကသူ့သားကိုခေါ်ပြီးဆေးရုံကိုချက်ချင်းအပြေးလွှားသွားခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးကခွဲစိတ်မှုကစိုးရိမ်ရတဲ့အပိုင်းကန့်သက်ချက်မြင်မာတာကြောင့်ချက်ချင်းသဘောတူဖို့ကြောက်ရွံ့ပြီးဆုံးဖြတ်ချက်မချနိုင်ပဲရုန်းကန်နေရတယ်။အဲ့ဒါဟာအဲ့ဒီလူအနေနဲ့သူ့ဇနီးဒီလောက်အထိအားငယ်စိတ်သက်ကြနေတာကိုပထမဆုံးအကြိမ်မြင်ဘူးချင်းပဲဖြစ်တယ်။သူကချက်ချင်းပဲသူ့အတွင်းရေးမှုကိုအတော်ဆုံးဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ဆက်သွယ်ဖို့ပြောလိုက်ပြီးအားလုံးအဆင်ပြေသွားမှာပါလို့သူ့ဇနီးကိုနှစ်သိမ့်အားပေးခဲ့တယ်။အဆုံးမှာတော့ထိပ်တန်းဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီနဲ့သူမအဖေရဲ့ခွဲစိတ်မှုဟာအောင်မြင်ပြီးဆုံးသွားခဲ့တယ်အမျိုးသမီးကလည်းအဲ့ဒီလူအပေါ်စိတ်ဆိုးပြေသွားပြီးနှစ်ယောက်သားသူမအဖေကိုတူတူပြုစုစောင့်ရှောက်ခဲ့ကြတယ်အဲ့ဒီညမှာအဲ့ဒီလူကသူ့ဇနီးကလထိုင်ပေါ်မှာအိပ်ပျော်နေတာကိုသတိထားမိသွားတယ်သူမပိုပြီးတက်တောင့်တက်တာအိပ်ဆက်နိုင်ဖို့နားနေခန်းထဲကကတင်ပေါ်ကိုခြိသွားခြင်းပေမဲ့နှုတ်မိမှာကိုစိုးရိမ်နေမိတယ်အကြာကြီးစဉ်းစားပြီးတဲ့နောက်ဆုံးတော့သူမအပေါ်ကိုသူ့ရဲ့ကုတ်အင်ဂျီပဲခြုံပေးဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ပါးစပ်ထဲမှာသပင်တမြင်ရောက်နေတာကိုသူသတိပြုမိသွားတယ်ဒါကြောင့်သူကစပင်ကိုဖယ်ပေးဖို့လက်လန်းလိုက်တယ်မမျှော်လင့်ပဲအိပ်ပျော်နေတဲ့အမျိုးသမီးကသူ့လက်ညှိုးကိုကြက်ချီထောက်လို့ထင်ပြီးကိုက်လိုက်မိတယ်အဲ့ဒီလူဟာချက်ချင်းပဲအော်ဟစ်လိုက်ချင်တော့အောင်နာကျင်သွားပေမဲ့သူမနိုးသွားမှစိုးရိမ်တာကြောင့်မနှဲအောင်အီးပြီးအောင့်ခံထားလိုက်ရတဲ့အဆုံးမှာတော့သူမအဖေကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတဟားဟာရေမောလိုက်တာကြောင့်အမျိုးသမီးလည်းနိုးလာခဲ့တယ်